ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘဝမှာကဘာကြီးကိုအံ့အားသင့်စေခဲ့တဲ့အခိုက်အတန့်တွေအများကြီးရှိပါတယ်။သူဟာတာမန်လူသားတစ်ယောက်ထက်ပိုတဲ့စွမ်းဆောင်ရည်တွေနဲ့အမြဲတမ်းလူအများရဲ့အာရုံစိုက်မှုကိုရရှိထားသူဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာသူ့ရဲ့ခန္ဓာကိုယ်ကိုဓာတ်ခွဲခန်းထဲမှာစမ်းသပ်မှုတွေလုပ်ခဲ့ကြပါတယ်။သူ့ရဲ့ခုံနိုင်စွမ်းကတစ်ကလအုပ်တစ်ကောင်ထက်တောင်ပိုကောင်းနေပြီးဘောလုံးကန်လိုက်တဲ့အရှိန်ကတစ်စက္ကန့်ကို31မီတာအထိရှိပါတယ်။ဒါဟာအပိုလို17ဒုံးပြန်လွှတ်တင်စဉ်ကအရှိန်နဲ့4ဆပိုမြန်နေတာကြောင့်သူ့ရဲ့ခြေထောက်တွေဟာဒုံးပြန်တစ်စင်းထက်ပိုအားကောင်းနေလို့တောင်ပြောနိုင်ပါတယ်2023ခုနှစ်မှာတော့ရိုနယ်ဒိုဟာသူ့ရဲ့အကြီးမားဆုံးပရိသတ်တူခိတဲ့ iShow Speed နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ဦးရိုက်ကူးခဲ့တဲ့ဓာတ်ပုံဟာ Instagram မှာ like ပေါင်း14သန်းကျော်ရရှိခဲ့ပြီး internet စာမျက်နှာထဲမှာအချိန်တိုအတွင်းအပလက်နံဆုံးဓာတ်ပုံခက်လာခဲ့ပါတယ်။ဒါဟာပရိသတ်တယောက်ရဲ့အိမ်မက်ကိုအချိန်အဝါကြီးမားတဲ့ကစားသမားတယောက်ကအကောင့်ထဲဖော်ပေးခဲ့တဲ့အခိုက်အတန့်ဖြစ်ပါတယ်။ဒါပေမဲ့ဒီ like အရေးလက်ထပ်ပို့ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ဂိမ်းခဏတွေရှိနေပါတယ်သေးပါတယ်။ရိုနယ်ဒိုရဲ့ချမ်းသာကွယ်ဝမှုကလည်းလူတိုင်းကိုပါစားအဟောင်းသာဖြစ်စေခဲ့တယ်။သူဟာဆော်ဒီအာရေဗျရဲ့အန်နာဆာကလာနဲ့စာချုပ်ချုပ်ဆိုပြီးတော့ကမ္ဘာဝင်ငွေအကောင့်ဆုံးအားကစားသမားဖြစ်လာပါတယ်။သူ့ရဲ့ဝင်ငွေဟာတစ်နှစ်ကိုဒေါ်လာ1,900ကျော်ရှိပြီးဒါဟာတစ်စက္ကန့်ကို$6နောက်ရှာဖွေနေတာနဲ့အတူတူပဲဖြစ်ပါတယ်။ဒီလောက်ထိချမ်းသာတဲ့သူဟာကမ္ဘာပေါ်မှာဆယ်စီးပဲရှိရဲ့17တန်းတန်ဘူဂါဒီဆန်တိုဒီဂျီကားကိုလည်းပိုင်ဆိုင်ထားပါတယ်။အောင်မြင်မှုတွေကြားမှာပဲတခါကရိုနယ်ဒိုဟာပွဲရှုံးလို့စိတ်တူနေတော့သူ့ကိုဗီဒီယိုရိုက်နေတဲ့ပရိသတ်တယောက်ရဲ့ဖုန်းကိုရိုက်ချခဲ့တဲ့ဖြစ်ရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်ရကြောင့်ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုကိုခံခဲ့ရပြီး$9,000တန်ရိုက်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူဟာအဲ့ဒီပရိသတ်ကိုလူသိရှင်ကြားတောင်းပန်ခဲ့ပြီးဖုန်းအသစ်တစ်လုံးနဲ့ပွဲကြည့်လက်မှတ်တွေပြန်လည်ပေးရခဲ့ပါတယ်။ဒါပေမဲ့ငွေကြေးနဲ့အာဏာကအရာအလုံးကိုမကာကွယ်နိုင်ဘူးဆိုလားတီးရဲ့ကိုပိုင်လေရင်ပြက်ကြလူနေပါဖြစ်ခဲ့တဲ့အချိန်မှာမြင်တွေ့ခဲ့ရပါတယ်။ရိုနယ်ဒိုပိုင်ဆိုင်တဲ့ Gulfstream G200 လေယာဉ်ဟာစင်သက်ဂီယာချို့ယွင်းမှုကြောင့်အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။လေယာဉ်တစ်စီးလုံးပျက်စီးသွားခဲ့ပေမဲ့ကန်ကောင်းထောက်မှာစွာနဲ့လေယာဉ်ပေါ်ပါသူအားလုံးအသက်ရှင်ခဲ့ပါတယ်။ဒါဟာမရနာမင်းနဲ့လက်တကန်းအကွာထိရောက်ခဲ့ရတဲ့ကျုပ်စရာကောင်းတဲ့အတွေ့အကြုံဖြစ်ပါတယ်။ဒီလိုထိတ်လန့်စရာတွေပြင်သူ့ဘဝမှာရဲစရာကောင်းပြီးအရှက်ရစေခဲ့တဲ့အခိုက်အတန့်တစ်ခုလည်းရှိခဲ့ပါသေးတယ်။ရိုနယ်ဒိုအတွက်အရှက်ရဆုံးအခိုက်အတန့်ကတော့သူ့ဇာတိမြို့ကလေဆိပ်မှာတင်ရှိခဲ့တဲ့သူ့ရဲ့ရုပ်တုပဲဖြစ်ပါတယ်။အဲ့ဒီရုပ်တုဟာရိုနယ်ဒိုနဲ့လုံးဝမတူပဲရဲစရာကောင်းနေတာကြောင့်တကဘာလုံးကလူတွေရဲ့လှောင်ပြောင်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီရုပ်တုဟာအင်တာနက်ပေါ်မှာဟာတာပုံရိပ်တွေအဖြစ်အချိန်အတော်ကြာပြန့်နှံ့ခဲ့ပါတယ်။ဒါပေမဲ့သူစိတ်တူပြီးလွှင့်ပစ်လိုက်တဲ့အရာတစ်ခုကကလေးတစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တာကတော့တကယ်ကိုအံ့ဩစရာပါပဲ။ပွဲတစ်ခုမှာသူဒေါသထပ်ပြီးပြစ်ချခဲ့တဲ့လက်ပတ်ကိုပရိသတ်တယောက်ကကောက်ယူပြီးလေးလံတင်ခဲ့ပါတယ်။အဲ့ဒီလက်ပတ်ကိုရောင်းချလို့ရတဲ့$9,000ခွဲကိုရှားပါယောဂခံစားနေရတဲ့6လသားကလေးတယောက်ရဲ့ခွဲစိတ်မှုအတွက်လှူဒန်းခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့ဒေါသတကြီးလုပ်ရတာမထင်မှတ်ပဲလူသားတယောက်ရဲ့အသက်ကိုကယ်တင်ပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဒါဟာတငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ခက်ခဲတဲ့ဘဝအတွေ့အကြုံတွေကြောင့်ရစားတဲ့စာနာစစ်လေးဖြစ်နိုင်ပါတယ်။ဒီနေ့ခေတ်မှာဘီလီယံနာတယောက်ဖြစ်နေပေမဲ့ရိုနယ်ဒိုဟာငယ်စဉ်ကအရန်ဆင်းရဲခဲ့ပါတယ်။သူဟာဘိုက်ဆာလုံးလို့မက်ဒေါနယ်ဆိုင်ကဝန်ထမ်းတွေပေးတဲ့ဘာကားဟူစားပြီးကြီးပြင်းခဲ့ရသူခဲ့ပါတယ်။အဲ့ဒီတုန်းကသူ့ကိုကူညီခဲ့တဲ့ဝန်ထမ်းအမျိုးသမီးတွေကိုပြန်ရှာပြီးကျေးဇူးဆက်ချင်နေတဲ့သူ့ရဲ့စိတ်ထားဟာတကယ်ကိုလေးစားဖို့ကောင်းပါတယ်။အောင်မြင်မှုဆိုတာကိုးစားအားထုတ်မှုနဲ့အတူကျေးဇူးတရားကိုမမေ့တာကနေလာတယ်ဆိုတာသူဟာတက်တည်ပြနေတာထက်ပါတယ်